ဒီချာနာထောင်နော်ဘုရားရဲ့ဂုဏ်ကျေးဇူးဆိုတာမကြံစီနိုင်လောက်အောင်ကြီးကျယ်ကြံစီလို့မရဘူးအဲ့ဒီလောက်ကြီးကျယ်တဲ့ဂုဏ်ကိုစိတ်ကကြည်ညိုလိုက်ပြီဆိုရင်အဲ့ဒီကြည်ညိုလို့ဖြစ်သွားတဲ့ကုသိုလ်ကလည်းအစိမ့်တရားဖြစ်သွားတယ်မကြံစီနိုင်ဘူးတဲ့ဂုဏ်တော်ကမကြံစီနိုင်လောက်အောင်မြင့်မြတ်တယ်အဲ့ဒါကိုစဉ်းစားရင်ဖြစ်တဲ့ကုသိုလ်ကလည်းမကြံစီနိုင်လောက်အောင်ကြီးကျယ်သွားတယ်အဲ့ဒီကုသိုလ်ကအကျိုးပေးပြီဟဲ့ဆိုရင်လည်းပဲအကျိုးရလဒ်ကမကြံစီနိုင်လောက်အောင်ကြီးကျယ်တယ်ဆိုလိုတာကစိတ်ကူးရင်နယ်ပယ်ထက်ကျော်လွန်တယ်ပေါ့ဘုန်းတော်မမီဘူးပေါ့ဉာဏ်မမီဘူးပေါ့ဟုတ်လားဂုဏ်တော်တွေဆိုတာနော်အစိမ့်တရားဆိုတာဘာပြောတာလဲမကြံစီနိုင်ဘူးဆိုတာငါအဖြေမရှိပါဘူးကွာမစဉ်းစားနိုင်ဘူးလို့ပြောတာဟုတ်လားမတွေးတတ်တော့ပါဘူးလို့ပြောတာပဲသဘောပေါက်လားမသိဘူးအစိမ့်တရားဆိုတာဘာလဲတွေးကိုမတွေးတတ်တော့ဘူးဉာဏ်မမီဘူးဟုတ်လားအဲ့ဒီလောက်ကြီးကျယ်တဲ့ဂုဏ်တော်ကိုကကြည်ညိုရင်ဖြစ်တဲ့ကုသိုလ်ကလည်းအစိမ့်တရားဖြစ်တယ်ကုသိုလ်ကအစိမ့်တရားဆိုရင်အကျိုးရလဒ်ကလည်းဘာဖြစ်မှာတော့အစိမ့်တရားပဲအဲ့ဒါဓမ္မကိုလည်းအဲ့ဒီတိုင်းနားလည်မယ်ဓမ္မကလည်းဂုဏ်တော်ကအစိမ့်တရားပဲနော်အရိယာတန်ခါဖြစ်သွားပြီဆိုရင်အရိယာဆိုတာအဖြူရှင်တန်ရှင်းတဲ့ကိလေသာကိုသူ့ရှင်းတဲ့သူပယ်တတ်နိုင်တဲ့တန်ခါပေါ့နော်အရိယာတန်ခါဖြစ်သွားပြီဆိုရင်လည်းသူ့ရဲ့ဂုဏ်ကလည်းမကြံစီနိုင်လောက်အောင်ကြီးကျယ်တာပဲ